ရှိရှိမှာဒီစိမ့်နှစ်ယောက်တူတူနေကြတယ်ဆိုတာအခက်အခဲတွေအများကြီးတွေ့ရမှာပဲကြုံရမှာတယောက်နဲ့တယောက်ချစ်ကြတယ်ကြိုက်ကြတယ်ဆိုတာတကယ်တမ်းကပုထုဇဉ်တဘာဝလူတွေဆိုတာအတ္တသမားတွေကြီးပဲလို့ဘုံဘကတော့အဲ့လိုမြင်တယ်ဘာလို့သူ့ကိုချစ်တာတော့ဆိုရင်အဓိကတော့ကိုယ့်ကိုချစ်လို့ချစ်တာများပါတယ်ဟုတ်လားကိုယ့်ပေါ်မှာကောင်းတယ်လို့ထင်နေသေးသမျှကျွတ်တို့ချစ်နေကြအောင်မှာဟုတ်တယ်မဟုတ်လားကိုယ့်ပေါ်မကောင်းတော့ဘူးလို့မြင်လာတဲ့တနေ့အဲ့ဒါတွေကဘာလို့သွားနိုင်လို့ပျက်စီးသွားနိုင်ဘယ်ရာမှတည်မြဲနေတာမရှိချစ်ချင်းတရားကလည်းမတည်မြဲတဲ့အရာတွေကတစ်ခုပဲအဲ့ဒါကိုလည်းဘုံဘုံတို့မလုပ်ထားဘူးနားလေထားရကျွတ်တို့ရဲ့ချစ်ချင်းတရားတွေမှာပညာပါမှဒီဥစ္စာကအဆင့်အတန်းမြင့်မားနိုင်တယ်လို့ဘုံဘုံကမြင်တယ်ပညာဆိုတာဘယ်ရာရဲ့အပေါ်မဆိုအမှန်တိုင်းသိတဲ့သဘောနားလေတဲ့သဘောကိုပညာလို့ပြောတယ်အဲ့ဒီပညာနည်းပါတဲ့အခါမှာကြာလာတာနဲ့အမျှအဆင်မပြေတာတွေဖြစ်လာတာပဲမင်းကိုမတွေ့ရမနေနိုင်ပါဘူးမင်းနဲ့မှအတူမနေရရင်တော့သေရပါလိမ့်မယ်ဆိုတဲ့အနေထားနဲ့မင်းနဲ့သာဒီတိုင်းဆက်နေရင်တော့သေရပါလိမ့်မယ်ဆိုတဲ့အနေထားကိုဘာဖြစ်သွားပြောင်းသွားတော့ပြောင်းနိုင်မို့လားပြောင်းတော့နော်ဘုရားဟာတာလေးတွေပါလေးတွေပြောတာတချို့လူတွေရဲ့ဟာတာအလွန်ပညာပါတယ်ကြိုက်တယ်ဘုရားအဲ့ဒီဟာမျိုးလေးတွေဟုတ်လားကလေးကသူ့အဖေကိုမေးနေတဲ့အဖေခင်ဗျာလူပြိုဘွားတော့အရက်အတင်းကြိုက်တယ်လို့ကြားပါတယ်ဘယ်တော့မှအရက်ပြတ်သွားတာငါမူးမူးနဲ့မင်းအမေကိုလက်ထပ်ခွင့်တောင်းတဲ့နေ့ကစပြီးတော့အဲ့ဒါငါစိတ်နာပြီးတော့အရက်ပြတ်သွားတယ်လို့ပြောတယ်ဒါဘာတွေပြောနေရတာဒါတကယ်လူလောကမှာတကယ်ဖြစ်နေတဲ့အမှန်တရားတွေအတူတူသာဆက်ပြီးတော့နေနေကြတာစိတ်ထဲကနေခြင်းလှကြည့်ရလို့မရှိဘဲနဲ့စိတ်ကုံရဲနဲ့နေနေတဲ့လူတွေကပိုများမယ်လို့ကျုပ်ကတော့အဲ့လိုထင်တာဟုတ်လားအချောင်းကိုထောက်ဆပြီးအားဒီသမီးတွေရှိလာပြီဆိုတော့လေဒီလိုပဲအောင်အေးပြီးတော့ဗာနှွေးထွေးမှုမှမရှိဘဲနဲ့နေကြတာတွေမရှိဘူးလားဒါတွေကသိတာပါငါတော့အဲ့လိုဖြစ်เสียရဘူးဆိုတဲ့စိတ်မျိုးဖြစ်ဖို့ဘုံဘုံကပြောပြတာ